ထွက်လာကျိုးရလည်းရှောက်ရှောက်ခန့်နေရပဲစိတ်ရှုပ်ပါတယ် ဘာဖြစ်နေလဲပရင်နာတွေရောဂျိုးတွေရောရှုပ်နေရပဲ ဒီမှာလေပရင်နာထုတ်လို့မရလို့ကျိုးရပဲမမိရလားကောင်းမကောင်းတာလားမသိဘူးစိတ်ရှုပ်လိုက်တာတကယ် ဟုတ်လားငါကြည့်လိုက်အောင်ဒါ Amazon A3250 လေဒီကောင် Wi-Fi တိုက်ရိုက်ပါတယ်ဂျိုးမလို့ဒီတိုင်းထုတ်လို့ရတယ်နင်မစမ်းကြည့်ကြည့်ပြီလား မလုပ်တတ်ဘူး ငါလုပ်ပြမယ် Wi-Fi တိုက်ရိုက်ဆိုတဲ့နည်းပညာက Wi-Fi အသုံးပြုလို့ရတဲ့ device တစ်ခုကိုဂျားကန် router မလို့အဆောက်ပိုင်မလို့ပဲနဲ့လက်ချိတ်ဆက်အသုံးပြုပေးနိုင်တဲ့နည်းပညာပဲဖြစ်ပါတယ်ပုံမှန် Wi-Fi နေလို့ router ကိုအားကိုးစရာမလိုပဲဖုန်းတစ်လုံးကနေပြီးတော့ group owner အဖြစ်ယာယီလှုပ်ဆောင်ပြီးလုံခြုံစိတ်ချရတဲ့ကွန်ရက်တစ်ခုဖန်တီးပေးပါတယ်ကွန်ရက်ဟာ Bluetooth လိုလုံခြုံမှုရှိတဲ့အပြင်ညနှုံးကလည်း Wi-Fi ဆွမ်းဆောင်အတိုင်းရရှိနေမှာဖြစ်တဲ့အတွက် Bluetooth နဲ့စာဝင်များစွာပုံပြီးမြန်ဆန်နေမှာပါWi-Fi Direct က print တစ်ခုလည်းထုတ်တာလည်းမဟုတ်ဘဲနဲ့အခုလက်ရှိသုံးနေတဲ့ Google ရဲ့ Nearby Share ဒါမှမဟုတ် Samsung ရဲ့ Quick Share လိုမျိုးစနစ်တွေရဲ့နောက်ဝက်ကလုံးလုပ်ပေးနေတဲ့အဓိကနည်းပညာကတော့ Wi-Fi Direct ပဲဖြစ်ပါတယ်ဖုန်းကပုံရိပ်တွေကို Smart TV ဒါမှမဟုတ် Projector မှာပြသပေးတဲ့ Screen Cast, Mirror Cast ကလည်း Wi-Fi Direct နည်းစနစ်ပဲဖြစ်ပါတယ်။ဒါရချိတ်ဆက်လိုက်တာကြောင့် latency အလွန်နည်းပြီးရုံးမထစ်ဘဲနဲ့ချွတ်ချွတ်မွေ့ကြည့်ရှုရနိုင်တာပါ။ဒါ့အပြင် camera နဲ့ drone တွေကိုလည်း Wi-Fi Direct နည်းနဲ့ပဲချိတ်ဆက်ပြီးတော့ file size အကြီးတွေကိုမြန်မြန်ဆန်ဆန်လွှဲပြောင်းပေးနိုင်ပါတယ်။ရှင်းပြရလဲမောတယ်ဟာအခုငါလက်တွေ့လုပ်ပြမယ်။ဒီဆုံးဖုန်းမှာငါတို့ Amazon Smart Pen နဲ့ application ကို download လုပ်ရမယ်နော်။ပထမဆုံး printer ရဲ့ Wi-Fi Direct ကိုဖွင့်ရမယ်။ Wi-Fi button နဲ့ network status button ကိုတစ်ပြိုင်တည်းဖိထားပြီး Wi-Fi Direct Lite နဲ့ Wi-Fi Lite တစ်လဲစီလင်းလိုက်ရင်လွှတ်လိုက်ရမယ်။ဒီနှစ်ခုတစ်လဲစီလင်းနေတာညင်သွားရင် Wi-Fi Direct ပွင့်သွားပြီ။ပြီးရင် printer နဲ့ဖုန်းချိတ်ဖို့အတွက် printer က password ထုတ်ရမယ်။ I information cloud ကို9စက္ကန့်ဖိထားထွက်လာတဲ့စာရွက်ပေါ်က network name နဲ့ SSID ကိုမှတ်ထားရမယ်။ကဲဖုန်းရဲ့ Wi-Fi setting နဲ့ဝင်ခုနကစာရွက်ပေါ်က printer network ကိုရွေးပြီး password ရိုက်ထည့်ပြီးရင် app ကိုပြန်ဖွင့်လိုက် app ထဲမှာ printer ကိုတွေ့ပြီဆိုရင် print command ပေးလိုက်ရအောင်မယ် cable တွေဘာတွေရှုပ်နေကြမလို့တော့ဟာမိုက်လိုက်တာတော်တော်လွယ်သွားပဲဟိုကျိုးနေလည်းရှုပ်နေတော့ ဟုတ်တာပေါ့ဒီလို Wi-Fi Direct လိုနည်းပညာတွေကအလုပ်တွေကိုပို့ပြီးတော့လွယ်ကူစေပါတယ်ဒီတော့တင်းရဲ့ printer မှာလည်း Wi-Fi Direct ရှိမရှိကြည့်ပြီးတော့စမ်းကြည့်လိုက်တော့နော် ဒီပညာအကြောင်းတွေကိုအမြဲတင်ဆက်ပေးနေရဖြစ်လို့ user guide ပိုင် Uni ရဲ့ Facebook page, YouTube channel နဲ့ TikTok channel တွေကို like and follow, subscribe လုပ်ထားပေးပါဦးနော် တဒါ